မွေးဖြူလေးဟာနှစ်ပေါင်းတစ်ထောင်ကြာအောင်ကျင့်ကြံခဲ့ပြီးနောက်ဆုံးမှာလူအသွင်ကိုကူးပြောင်းနိုင်ခဲ့ပါတယ်။သူမရဲ့အသွင်ပြောင်းလဲခြင်းကိုဂုဏ်ပြုရန်အတွက်ပျော်ရွှင်စွာချင်းရပ်တော့ခဲ့တဲ့မွေစိမ့်တကောင်ကသူမနောက်မှာရစ်ပတ်နေသည်ကိုတတိမထားမိခဲ့ပါဘူး။နောက်တစ်ခဏမှာမွေစိမ့်သည်လည်းလူယောက်ျားတဦးအဖြစ်သို့ပြောင်းလဲသွားပါတယ်။မွေဖြူသည်အံ့ဩစွာဖြင့်ထိုယောက်ျားမှာတကယ်တမ်းကျတော့သူမရဲ့ညီအမဖြစ်နေသည်ကိုသဘောပေါက်လိုက်ပါတယ်။သူမရဲ့ညီအမကသူမဘေးတွင်ထာဝရနေလိုသောကြောင့်ယောက်ျားပုံစံကိုယူထားခြင်းဖြစ်ပါတယ်။မွေဖြူကသူမကိုနောက်ကလိုက်လို့မရလို့ကြောင့်ပြောလိုက်ပါတယ်။အဘဲကြောင့်ဆိုသောနတ်သက်ရှည်ရန်အတွက်လူလောကတွင်အချစ်စမ်းသပ်မှုကိုခံယူရမည်ဖြစ်သောကြောင့်ပင်ဖြစ်ပါတယ်။ခွဲခွာရမှာကိုမလိုလားသောကြောင့်ညီအမကသူမနောက်သို့တိတ်တဆိတ်လိုက်သွားခဲ့ပါတယ်။ကံမကောင်းစွာနဲ့သူမဟာနတ်ဆိုးဖမ်းမှုဆိုးတဦးနဲ့ဆုံမိပြီးထိုသူကသူမကိုထောင်ချောက်စင်ကဖမ်းဆီးရန်ကြိုးစားခဲ့ပါတယ်။အရေးကြီးသောအချိန်မှာမွေဖြူကသူမကိုကယ်တင်ခဲ့တော်လဲမွေဖြူသည်ထိုမုတ်ဆိုးဤပြက်မှချစ်သွားခဲ့ပါတယ်။သူသည်မရေမတွက်နိုင်သောပြန်တန်းနေသည့်ဓားများကိုစင့်ခို၍သူမကိုအကျဉ်းချခဲ့တော်လဲသူမကအလွယ်တကူယုံထွက်ခဲ့ပါတယ်။သူသည်သူမကိုဝါတော်တဲ့အထိလိုက်ဖမ်းပြီးနောက်တစ်ချိန်တိုက်ခိုက်ခဲ့တော်လဲသူမကထပ်မံရှောင်တိန်နိုင်ခဲ့ပါတယ်။ထိုအချိန်တွင်ပြန်တန်းနေသောဓားတစ်ချောင်းကသူမ၏မျက်နှာဖုံးကိုလှန်တင်လိုက်ပြီးနောက်မုတ်ဆိုးသည်သူမ၏အလှကြောင့်အံ့ဩတင်ကရက်တန့်သွားပါတယ်။မွေဖြူသည်ချော်လဲဟန်ဆောင်လိုက်ရာစိတ်ရှုံထွေးနေသောမုတ်ဆိုးသည်သူမကိုထူပေးရန်အတွက်သူ၏ဓားကိုချလိုက်ပါတယ်။ထိုအခါမှာသူမကစတင်မြူဆွဲပါတော့တယ်။